Okay, TikTok ပေါ်မှာရှိကြတဲ့ကိုမများအားလုံးပဲမင်္ဂလာပါနော်ညီမကတော့ဒါညီမရဲ့ဒီ TikTok live လေးကိုတစ်ခါမှတော့မလွင်ဘူးညီမပြောထားတဲ့စကားလေးရဲ့မှာအမှားပြောလို့မြတ်ပါလို့ရှင်လေကိုမများဘက်ကနေပြီးတော့ပေါ့နော်ဒါနားလည်းပြီးတော့တိခတ်ပြီးကြည့်ပေးကြပါဦးကိုမဘက်ကနေပြီးတော့မြေတားရက်ခံခြင်းနော်ညီမစကားပြောခင်မှာညီမကဘာပြောချင်တာလဲဆိုလို့ရှိရင်ညီမသတိဒီနဲ့ပတ်သက်ပြီးတော့သတိဒီကဏ္ဍနဲ့ပတ်သက်ပြီးတော့အရှုံးများနေပါတယ်ဆိုတော့ကိုမများကိုညီမရစီခြင်းနဲ့ပောက်စီခြင်းနဲ့ဒါကြောင့်မလို့ညီမအခုလို့ဒီ TikTok live လေးကိုလွှင့်ပေးရခြင်းဖြစ်တယ်နော်အခုပေါ့နော်ညီမသတိဒီကဏ္ဍကိုဘယ်လောက်တောင်ဝါသနာပါလဲဆိုလို့ရှိရင်ဟောရင်နောက်မှာပေါ့နော်မြင်နေရတဲ့လေကြီးပေါ့အဲ့ဒီလေကြီးတော့မှညီမကဒါ350နဲ့ပေါင်ပြီးတော့ညီမကကဏ္ဍကိုသတိဒီကဏ္ဍကိုလိုက်ပြီးတော့ထိုးတယ်နော်ညီမမနစ်ကမိုးတွင်းရပေါ့နော်ဒါဒီလေကြီးကိုပေါင်ပြီးတော့ဒါခဏအောင်ထိုးတာနော်ဆရာပေါင်းများများစွာနဲ့တွေ့တဲ့ညီမတစ်ခါမှမအောင်မြင်ခဲ့ဘူးနော်အခုဒီတစ်ပတ်မှာတော့ညီမခွန်396ဆိုတဲ့ခဏမှာတော့ညီမဆရာစစ်ဆရာမှနဲ့တွေ့လို့ညီမခဏအောင်အောင်မြင်တယ်အောင်မြင်တဲ့ခါမှာလဲညီမဒီလေကြီးကိုဒါ3200မို့ညီမအောင်မြင်တဲ့အတွက်ညီမဒီလေကြီးကိုရွေးရတယ်ရွေးပြီးတော့အခုဒါလဲရတော့တိတ်ပြီးသွားပြီပေါ့နော်ဒါထွက်ရှိပြီးသွားတယ်လဲရတဲ့တိတ်နေလက်စာကြီးနဲ့အခုချဲရလဲပေါက်တော့ညီမအောင်မြင်သွားတော့လဲလေးရတော့ပို့ပြီးတော့ပြီးသွားပြီနော်အခုလဲရတော့ပြီးသွားပြီအမညီမလဲရလဲအများကြီးမလုံနိုင်ဘူးနော်ဘာဖြစ်လို့လဲဆိုတော့ညီမအရှုံးများနေအောင်သတိတိကဏ္ဍလိုင်းနဲ့ပဲညီမအရှုံးများနေဒါကြောင့်မလို့ညီမသတိတိကဏ္ဍကိုတော်တော်ကြီးဝါသနာပါတယ်နော်ထိုးတယ်အမမအောင်မြင်ခဲ့ဘူးအခုခွန်360ခဏမှာတော့ညီမအောင်မြင်တယ်လဲကြီးကိုလည်းရွေးရတယ်ညီမရဲ့ဒါကြံရှိနေတဲ့စပားလေးတွေကိုလည်းညီမသိမ်းရတယ်နော်ဟုတ်ကဲ့ TikTok ပေါ်မှာရှိတဲ့အကိုအမများကိုညီမပြောချင်တာကတော့ညီမကိုနော်ညီမကတော့ဒီတစ်ပတ်မှာအရှုံးများနေအကိုအမများကိုကူညီပေးမယ်ကူညီပေးတဲ့အခါမှာညီမလူဦးရေ22ဦးကိုသာညီမကူညီပေးမှဖြစ်တယ်နော်ညီမအပါဝင်လူဦးရေ22ဦးကိုပဲကူညီပေးမှဖြစ်တဲ့အတွက်အကိုအမများဘက်ကနေပြီးတော့ညီမရဲ့ဖုန်းနံပါတ်ကလေးကိုအများဆုံးဆက်သွယ်ပြီးခဏအောင်တောင်းရနိုင်ညီမရဲ့ဖုန်းနံပါတ်ကိုအများဆုံးဆက်သွယ်ပါနော်ညီမကူညီပေးမယ်လူဦးရေ22ဦးပြည့်သွားရင်ညီမကူညီဘလို့လူမျိုးမှာကူညီပေးတော့မှာမဟုတ်ပါဘူးဒါကြောင့်မို့ကိုမများဘက်ကနေပြီးတော့ညီမရဲ့ဖုန်းနံပါတ်ကလေးကိုညီမရဲ့ဗီဒီယိုလိုက်ကလေးကိုတွေ့ရတယ်ညီမရဲ့ဖုန်းနံပါတ်ကလေးကိုဆက်သွယ်ပြီးတော့ခဏကိုတောင်းရနိုင်ကြပါတယ်ဟုတ်ကဲ့ TikTok ပေါ်မှာရှိကြတဲ့ကိုမများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးနေညီမရဲ့ဗီဒီယိုလိုက်ကလေးကိုဒီနေရာမှာနေရနာလိုက်ရပါတယ်နော်